အေးဒီနေ့ခေတ်မှာလူတော်တော်များများညဘက်အိပ်ယာဝင်ခါနီမျက်နှာကြက်ကိုကြည့်ပြီးတော့ငါဘဝကြီးကဘာအတွက်လဲလူသားတရားအနေနဲ့ရှင်တန်ရခြင်းရဲ့အဓိကအတိတ်ပဲကဘာလဲဆိုတဲ့မိခွန်းမျိုးခေါင်းထဲဝေလာတတ်ကြတယ်ပေါ့နော်อืมဟုတ်တယ်ဗျအဒါကလူတိုင်းနီးပါးကြုံဘူးတဲ့ခန်းစားချက်မျိုးပါဟုတ်တယ်အဲ့လိုခံစားရတဲ့အခါကျမတို့ကဘယ်လိုပြောမလဲသင်္ခါညီမြောက်ခြင်းတစ်ခုလိုတိကျတဲ့အဖြေတစ်ခုကိုလိုချင်ကြတာပဲဥပမာယောဂတစ်ခုရှာတဲ့အခါဓာတ်မှန်ရိုက်လိုက်လေအယိုးကျိုးနေလာကိုဖြူဖြူဖွေးဖွေးရာလေအဖြစ်ရှင်းရှင်းလင်းလင်းမြင်လိုက်ရလိုမျိုးပေါ့ဟုတ်ပါတယ်ငါဘွားရဲ့ရွေးချက်ကဒါပဲဆိုပြီးအတိအကျသိချင်ကြတာပေါ့ဗျာဒါပေမဲ့တကယ်လက်တွေ့မှာကြတော့အဲ့လိုဓာတ်မှန်စက်ကြီးကမရှိဘူးဖြစ်နေတာကိုရှိမှမြင်နေရတာကတော်တော်လေးကိုဝေဝါးပြီးအဖြေရှာရခတ်တဲ့ဝင်းကပါကြီးတစ်ခုလိုဖြစ်နေတတ်တယ်ဒီလိုအတိတ်ပဲရှာဖွေခြင်းတဲ့စန္ဒကလူသားရဲ့အခြေခံသဘောတဘာဝလို့ပြောလို့ရတယ်ဗျာကျွန်တော်တို့ကအရာရာကိုတက်တက်ကိုကိုယ်သိချင်ကြတယ်လေအခွက်ချပြီးမြင်ချင်ကြတယ်ဒါပေါ့လူတိုင်းကကိုယ်လန်းချောင်းကိုရှင်းရှင်းလင်းလင်းသိချင်ကြတာပဲလေဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကဒီလိုဟိုလဲငါဘာဆက်လုပ်ရမလဲဆိုတဲ့ခက်တဲ့လူသားရဲ့စိုးရိမ်ပူပန်မှုမျိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကလေးကအိန္ဒိယသတ္တနာပညာရှင်တွေကကြိုတင်မြင်ခဲ့ပြီးသားဖြစ်နေတာပါပဲဟာတကယ်ကြီးလားနှစ်ပေါင်း9000လောက်ရှိပြီပေါ့ဟုတ်တယ်ဗျာသူတို့ဒီဝေဝါးနေတဲ့မေဘုံတော့အနောစရာကောင်းလောက်အောင်တီးကြပြီးစနစ်ကြတဲ့လမ်းပြမေဘုံတစ်ခုကိုဖန်တီးခဲ့ကြတယ်သူတို့ရဲ့ဆိုရလူဘဝကိုတိဆောက်ထားတဲ့အဓိကပန်းတိုင်၄ခုအတိအကျရှိတယ်လို့ဆိုပါတယ်ဟောလွန်ခဲ့တဲ့နှစ်ပေါင်း9000ကလေးကလူဘဝအတွက်ဘယ်လိုပြောမလဲစัจ java လာပေးရထားတဲ့အလုတ်တာဝန်ကိုပုံစံချထားခဲ့ပြီးသားဆိုတဲ့သဘောပေါ့ကဲဒါကိုတေချာလေးဖြီးကြည့်ရအောင်ဟုတ်ကဲ့ပါဒီပန်းတိုင်၄ခုကဘာတွေလဲပြီးတော့ဘယ်လိုအလုတ်လုပ်တယ်လဲဆိုတာကိုပေါ့အဲ့ဒီပန်းတိုင်၄ခုကိုရှေးတုန်းထက္ကဒဘာသာစကားနဲ့ပရုရှာရာထလို့ခေါ်ပါတယ်ဟိုလေပရုရှာဆိုတာကလူသားအာထဆိုတာကရွေချက်ဖြစ်တဲ့အတွက်တိုက်ရိုက်ဘာသာပြန်ရင်လူသားတဦးရဲ့ရွေချက်ပေါ့ဗျာလူသားတဦးရဲ့ရွေချက်မှတ်ထားရလွယ်တာပဲအဲ့ဒီ၄ခုကတော့ဓမ္မအာထကာမနဲ့မောက္ခတော့ဖြစ်ပါတယ်ပူပြီးအဆိုစရာကောင်းတဲ့အချက်ကဒါဟာစာအုပ်ထက်က theory တက်တက်မဟုတ်ဘူးဗျာ theory တက်တက်မဟုတ်ဘူးဆိုတော့လက်တွေ့အသုံးချလို့ရတယ်ပေါ့ကဘောအိန္ဒိယရှေးအောင်ဗေဒပညာရဖြစ်တဲ့ဂျော်ဒီရှ်မှာဆိုရင်လူတယောက်ရဲ့စိတ်နေသဘောထားနဲ့ဝိညာဉ်ရေးဥတီချက်ကိုကောင်းကင်ယံကနခတ်29လုံးကိုကြည့်ပြီးတွက်ချက်ပါတယ်နခတ်ပညာနဲ့ဆက်ဆက်သွားတာပေါ့ဟုတ်တယ်ဗျာလူတယောက်မွေးဖွားလာတဲ့အချိန်မှာလမင်းကြီးဘယ်နခတ်မှယက်တည်နေတယ်လဲဆိုတာကိုကြည့်ချင်းအပြင်အဲ့ဒီလူရဲ့စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံဟာဒီပိုင်းတိုင်၄ခုတည်းကဘယ်တစ်ခုကိုအဓိကတွန်းအားပေးနေတယ်လဲဆိုတာကိုအဓိကဖတ်ယူနိုင်တယ်လို့ဆိုရတယ်ခဏလေးဟိုလေဒီနေရာမှာကျဲရီနခတ်တွေကလူတယောက်ရဲ့ကံကြမ္မာကိုလေးစားရောင်ကြီးတွေနဲ့ဖိခတ်ပြီးဖန်တီးနေတယ်ဆိုတဲ့သဘောမျိုးလားမဟုတ်ဘူးဗျာအဲ့ဒီတော့မဟုတ်ပါဘူးအဲ့ဒီယုံကြည်ချက်ကခေတ်တဲ့အမြင်နဲ့ကြည့်ရင်နည်းနည်းတော့လွဲချော်မနေဘူးလားလို့တွေးမိလို့ပါအဲ့ဒီအမြင်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်တကယ်တော့ရှင်းအောင်ပညာရှင်တွေကနခတ်တွေကိုအဲ့ဒီလိုမောဆန်းဆန်းစွမ်းအားတွေအဖြစ်မြင်ခဲ့ကြတာမဟုတ်ပါဘူးဗျဒါဆိုဘယ်လိုမြင်ခဲ့ကြတာလဲသူတို့ကကောင်းကင်ယံကြီးတစ်ခုလုံးကိုကြီးမားကျယ်ပြန့်တဲ့ဇီဝကမနာယီကြီးဒါမှမဟုတ်လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုထင်ဟပ်ပြနေတဲ့မန်းကြီးတစ်ချက်အဖြစ်ရှုမြင်ခဲ့ကြတာပါတဘောပေါက်ပြီပင်ဘက်ကအရာတွေကအတွေးစိတ်ကိုထင်ဟပ်ပြနေတာမျိုးပေါ့ဟုတ်တယ်ဗျာဥပမာယာစီဥတုကကျွန်တော်ရဲ့စိတ်အခြေအနေကိုစွမ်းမိုးနိုင်တယ်လို့မျိုးစัจ java လာရဲ့ကြီးမားတဲ့တန်တရားလဲပတ်မှုတွေကလည်းလူသားတွေရဲ့စိတ်နဲ့စိတ်ထားဖွဲ့စည်းပုံပေါ်တက်ရောက်မှုရှိတယ်လို့ယူဆခဲ့ကြတယ်ဆိုလိုတာက Jyotish ဆိုတာကဘီဒင်ဟောစာတန်တတ်တံမဟုတ်ပဲလူတယောက်ရဲ့ပင်ကိုစိနေတဘောထားကိုကျေရီရဲ့တည်နေရနဲ့တွက်ချက်ပြတဲ့စနစ်တစ်ခုပေါ့သိချပါတယ်ဗျာစိတ်ပိုင်းဆိုင်ရာမြေပုံဆွဲလေးတဲ့သဘောပါပဲဒါဆိုရင်ဒီစနစ်ကြီးရဲ့ပထမဆုံးအုတ်မြစ်ဖြစ်တဲ့ဓမ္မအကြောင်းကိုစပြီးဝင်ကြည့်ရအောင်ပေါ့နော်တာမန်အားဖြင့်ဓမ္မဆိုတာကိုကျွန်မတို့ကကိုကျင့်တရားဒါမှမဟုတ်တာဝန်ဝတ္တရားလို့ပဲနားလည်ထားကြတယ်ဟုတ်ပါတယ်လူများစုကအဲ့လိုပဲနားလည်ကြတာများတယ်ဒါပေမဲ့ဒီနေရာမှာတာဝန်ဆိုတဲ့စကားလုံးကနည်းနည်းရိုးရည်နေတယ်လို့ခံစားရတယ်တကယ်လို့ဓမ္မဆိုတာလူတိုင်းတပုံစံနဲ့လိုက်နိုင်ရမယ်တာဝန်ဆိုရင်လူတိုင်းဝတ်လို့ရတဲ့အရွယ်စားတူအင်ဂျီမျိုးဖြစ်သွားမှာပေါ့ဒါမှမဟုတ်လူတယောက်ချင်းစီရဲ့ခန္ဓာကိုယ်အိုက်တာရတာနဲ့အတိအကျတိုင်းတာပြီးချုပ်လို့ထားတဲ့စိတ်ကြိုက်အင်ဂျင်နဲ့ပို့တူမလားအရန်ကိုထိမိတဲ့ခိုင်းနိုင်တဲ့ချက်ပါဗျာဓ
ဓမ္မစရာလုံးဝကိုစိတ်ကြိုက်တိုင်းတာချုပ်လုပ်ထားတဲ့အင်ဂျီမျိုးပါလူတိုင်းအတွက်တူညီတဲ့တန်ဝန်တစ်ခုတည်းရှိတာမဟုတ်ပါဘူး ။အိုးကိုနဲ့အကိုက်ညီဆုံးအရာပေါ့ ဟုတ်တယ်မိမိရဲ့ပင်ကိုတဘာဝပါရမီနဲ့အကိုက်ညီဆုံးဖြစ်တဲ့မန်ကနေနေထိုင်လို့ပုံစံကိုဓမ္မလို့ခေါ်တာပါဒါကြောင့်ရှေ့မှာပြောခဲ့တဲ့စัจ java လာကပေးရထားတဲ့အလုတ်တန်ဝန်လို့တင်စားလို့ရပါတယ် ။ဥပမာလေးနည်းနည်းလောက်ပေးပါလား ဥပမာဗျာဆီယံဝန်တယောက်ရဲ့ဓမ္မကအတက်ကက်တင်ဖို့ဖြစ်ပြီးစစ်သားတယောက်ရဲ့ဓမ္မကတိုင်းပြည်ကိုကာကွယ်ဖို့ဖြစ်တယ်သူတို့နှစ်ယောက်ရဲ့တန်ဝန်တွေကဆန့်ကျင်ဘက်ဖြစ်နေပေမဲ့သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာတော့နှစ်ယောက်စလုံးမှန်ကန်နေကြတာပါပဲ ။ဒါဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုယ့်ရဲ့ဓမ္မကဘာလဲဆက်လာကိုရှာမတွေ့တာဒါမှမဟုတ်တိလျက်နဲ့ငင်းဆန်တာကအကြီးမားဆုံးပြဿနာဖြစ်လာမှာပေါ့ မှန်တာပါဗျာ ။ကိုနဲ့မဆိုင်တဲ့အင်ဂျီကိုအတင်ထိုးဝစ်နေရတယ်လို့မျိုးအသက်ရှူကျက်လာမှာပဲလေ ဒါကိုဟိန္ဒူဒသနာရဲ့အမြင့်မားဆုံးကျမ်းတစ်စုဖြစ်တဲ့ဘဂဝတ်ဂီတာထဲမှာအယံကိုနက်နေတဲ့ဥပမာတစ်ခုနဲ့ပြထားပါတယ်ဗျာ ။ဘယ်လိုဥပမာလဲဟင် စစ်တလင်ပြင်မှာစစ်တတော်မင်းသားအာဂျူနာဟာတစ်ဖက်ရန်သူတွေကသူ့ရဲ့ကိုယ်ပိုင်ဆွေမျိုးသားချင်းတွေဆရာသမားတွေဖြစ်နေတာကိုမြင်တဲ့အခါလက်နဲ့ချပြီးစစ်မတိုက်ချင်တော့ဘူးလို့ညှင်းဆန်ခဲ့တယ် ။အော်ကိုယ်ဆွေမျိုးတွေကိုကိုယ်တိုင်ပြန်တက်ရမှာကို ဟုတ်တယ်ဗျာသူ့အနေနဲ့တောတဲ့သွားပြီးရထဲရောင်ဆောင်ကအေးအေးချမ်းချမ်းနေချင်တယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့ယထာထိန်ဖြစ်တဲ့ခရစ်နာကတမိုင်းဝင်စကားတစ်ခွန်းကိုပြန်ပြောခဲ့ပါတယ် ။ဘာများလဲ သူတစ်ပါးရဲ့တာဝန်ကိုပြည့်ပြည့်စုံအောင်လှုပ်ဆောင်ခြင်းထက်မိမိရဲ့တာဝန်ကိုမပြည့်စုံစွာလှုပ်ဆောင်ခြင်းကပိုကောင်းတယ်တဲ့ ။ဟိုလေအဲ့ဒီစကားကနည်းနည်းတော့စဉ်းစားစရာပဲ။ဆိုလိုတာကရက်ဆက်ကြမ်းကြုတ်တဲ့အလုပ်ကိုပဲဆက်လုပ်ဖို့တွန်းအားပေးနေတာလား မဟုတ်ပါဘူးဗျာဒါကကိုယ့်ရဲ့တကယ့်အခန့်ခန့်ကိုယ့်ရဲ့သဘာဝအမှန်ကိုတပြေးရှောင်တင်းခြင်းဟာအကြီးမားဆုံးဝိညာဉ်ရေးရာကြချုံမှုဖြစ်တယ်ဆိုတာကိုပြတာတာပါ ။အော်နားလည်ပြီ။ကိုယ်တဘာဝကိုလိန်လို့မရအောင်ပေါ့ ဟုတ်တယ်အာဂျူနာရဲ့ပင်ကိုတဘာဝကတရားမျှတမှုအတွက်တိုက်ပွဲဝင်ရမယ်စစ်တီတော်ပါသူကယတိရောင်ဆောင်လိုက်ရန်တောင်သူ့စိတ်ချက်ကစစ်တီတော်ရဲ့စိတ်ဓာတ်ကပျောက်သွားမှာမဟုတ်ပါဘူး အပြင်ပန်းပဲကြောင်းသွားမှာကို ဒါပေါ့အဲ့ဒီလိုကိုယ်ပိုင်ဓမ္မကိုခုံးကွယ်ထားခြင်းကပိုပြီးကြီးမားတဲ့ဒုက္ခတွေကိုဖြစ်စေပါတယ်ဂျေအော်ဒစ်စပီယာရမှာဆိုရင်အရွှေနီနဲ့ပုရှာရလိုမျိုးနှခတ်တီဟာဓမ္မနဲ့တိုက်ရိုက်တဲ့ဆိုင်ပါတယ်ဗျာ အဲ့ဒီနခတ်တီကဘယ်လိုထူးခြားလို့လဲ ဒီနှခတ်တီအောက်မှာမွေးပွားလာတို့တွေဟာသူတို့ရဲ့အမှန်တရားသူတို့ရည်ရချက်အမှန်ကိုရှာဖွေဖို့တဘာဝလျောက်ပြင်းပြတဲ့ဆန္ဒပါလာကြတယ် ဒါဆိုရင်လူတစ်ယောက်ကသူ့ဘဝမှာဘာဆက်လုပ်ရမှန်းမသိပဲလမ်းပြောင်းနေတယ်လုံနေတဲ့အလုပ်မှာစိတ်မပါဘူးလို့ခံစားရင် တီးပြီးကိုယ့်ရဲ့ဓမ္မကိုတွဲပြီးဆိုပါတော့လက်ပလားနဲ့တော့အဲ့ဒီတာဝန်ကိုထမ်းဆောင်လို့မရဘူးလေလူအဖွဲ့အစည်းထဲမှာရက်တီဖို့ခွန်အားတွေအရင်မြစ်တီလိုအပ်လာပြီ ဟုတ်ကဲ့ တီးတော့ဒုတိယမြောက်ပန်းတိုင်ဖြစ်တဲ့အာထိဆိုတာလိုအပ်လာပြီလို့ပြောလို့ရမလား လုံးမကိုဆက်ဆက်တွားပါပြီဓမ္မဆိုတဲ့အုံးမြစ်ကိုရှားတွေ့ပြီးဆိုတာနဲ့အဲ့ဒီတာဝန်ကိုအကောင်အထည်ဖို့တင်းလျော်တဲ့လက်နက်ကိရိယာတွေလိုအပ်ပါတယ်အဲ့ဒါကိုအာထိလို့ခေါ်တာပါဗျာ အာထိဆိုတာကိုကြားဘူးသလိုတော့ရှိတယ်ငွေချင်းနဲ့ဆိုင်တာမဟုတ်လား လူများစုကအာထိဆိုတာကိုငွေကြေးတက်လို့ပဲဘာသာပြန်တတ်ကြတယ်တကယ်တော့အာထိဆိုတာငွေကြေးအပြင်လုံခြုံမှုအာဏာလူမှုရေးစံတန်းပညာရေးနဲ့ကျွမ်းကျင်မှုစသဖြင့်ပါဝင်ပါတယ် အကုန်လုံးပါတာပေါ့နော် ဟုတ်တယ်ကိုယ့်ဘဝကိုခိုင်ခိုင်မာမာတည်ဆောက်ဖို့လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအရင်းမြစ်တွေအားလုံးပါဝင်ပါတယ်ဗျာ ခဏလေးဒီနေ့အမှကျွန်မနည်းနည်းဝင်ထောက်ခြင်းတယ်ထာမအချက်ဝิญဉ်ရေးရတို့တတနာတို့ပြောလာရင်ငွေကြေးစီစဉ်ဆိုတာစိတ်ကိုညဉ့်ညမ်းစေတဲ့အရာလို့သတ်မှတ်ကြတယ်မဟုတ်လား ညာသောအဖြစ်တော့အဲ့ဒီလိုထင်ကြတာပေါ့ အတ္တကိုကြီးစေတဲ့အရာမို့လို့ရှောင်ကျဉ်ရမယ်လို့ဆိုကြတယ်အခုကဒဏဥစ္စာနဲ့အာနာရှာဖွေတာကိုလူဘွားရဲ့မြင့်မြတ်တဲ့ပန်းနိုင်တစ်ခုအနေနဲ့တရားဝင်ထည့်သွင်းတာနည်းနည်းတော့ထူးဆန်းနေတယ်ငွေကဝิญဉ်ရေးရာကိုဖျက်ဆီးတယ်ဆိုတဲ့အယူဆနဲ့ဆန့်ကျင်ပဲဖြစ်မနေဘူးလား အဲ့ဒါကဒီရှေးဟောင်းဉာဏ်ပညာရဲ့အလားပါဆုံးအချက်ပါပဲဗျာသူတို့ကလူသဘာဝကိုလစ်လျူမရှုပါဘူးငွေချင်းနဲ့အာနာဟာသူချစ်သက်ဆိုရင်တော့အန္တရာယ်ရှိတာမှန်ပါတယ် အဲ့ဒီတော့ဘယ်လိုထိန်ကြောင်းလဲ ဒါကြောင့်မလို့ခေါင်းတီးလေးကရေးသားခဲ့တဲ့သမိုင်းရှေးဆုံးနိုင်တဲ့ရေးနဲ့စီးပွားရေးဆိုင်ရာဂျမ်ဖတဲ့အာတာရှာထရာမှာအရန်ကိုရှင်းလင်းပြတ်သားတဲ့သတိပေးချက်ပါတယ် ခေါင်းတီးလေးကဘာတူလဲယင် သူကအလွန်ကိုညံ့နေပြီးလက်တွေ့ကြတဲ့ရှေးဟောင်းအိန္ဒိယနိုင်ငံရေးပညာရှင်ကြီးပါသူကဘာပြောခဲ့လဲဆိုတော့ဓမ္မမပါတဲ့အာထာကြီးပွားတိုးတက်ခြင်းမဟုတ်ဘူးခေါင်းမပြည့်အငစ်ထုတ်ခြင်းတတ်တတ်ပါပဲတဲ့ ဟောဆိုလိုတာကကိုကဘာတူလဲကိုရဲ့ယက်တီချက်နဲ့တာဝန်ကဘာလဲဆိုရဲဓမ္မကိုအရင်မသိပဲ
စီးစိမ်တွေအာနာတွေကိုလောဘတကြီးစူးစောင်းနေမယ်ဆိုရင်အဲ့ဒီစီးစိမ်တွေကကိုရောပတ်ဝန်းကျင်ကိုပါပြန်ပြီးဖျက်ဆီးပြစ်လိမ့်မယ်ပေါ့နော် တီးကြပါလေဗျာအဲ့ဒါကိုပြောတာပါ ဒါပေမဲ့မတေမင်းထမအုံးမေပမာတိဆောက်ထားတဲ့အားထားကြတော့လောကကြီးကိုအကျိုးပြုဖို့အင်အားတွေဖြစ်လာတယ်ဆိုတဲ့သဘောပေါ့အောင်မြင်မှုတွေအများကြီးရထားပြီးမြဲဘဝမှာဟာလာဟင်းလင်းဖြစ်ပြီးမပျော်ရွှင်တဲ့ဘူးတွေဟာထမကိုကြော်ပြီးအာထတစ်ခုတည်းကိုပဲပြေးလိုက်နေလို့ဖြစ်ရမယ် မှန်ပါပြီဂျေယိုတစ်ရဲ့ရှုထောင်ကနေကြည့်ရင်ဘရိုင်းနီနဲ့ပူနာဝါဆူလိုနက်ခတ်တွေဟာအာထနဲ့တက်ဆန်တဲ့စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံတွေပါဗျာ သူတို့ကဘလို့စိတ်နေသဘောထားရှိကြလဲ ဒီလူတွေကလောကကြီးမှာအရာဝတ္ထုတွေတိဆောက်ဖို့စီမံခန့်ခွဲဖို့အောင်မြင်မှုတွေရယူဖို့တဘောဝအလျောက်ပြင်းပြတဲ့တွန်းအားတွေရှိကြတယ် ။အော်သူတို့ရဲ့စီးပွားရှာတာကဝါသနာတစ်ခုလို့ပေါ့ ဟုတ်တယ်ဗျာသူတို့စီစဉ်ရှာဖွေတာဟာလောဘမဟုတ်ပဲဖန်တီးခြင်းတဲ့အမှုပညာတွေလို့ဖြစ်နေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီဖန်တီးမှုကမှန်ကန်တဲ့ဓမ္မအပေါ်မှာယက်တီတီဖို့တော့အမြဲလိုအပ်ပါတယ်ဗျာ ။ကဲဒါဆိုကျမတို့မှာအလုတာဝင်ဖြစ်တဲ့ဓမ္မလေးရှိပြီးအဲ့ဒီတော့လူအပ်တဲ့အရင်မြင်တဲ့ငွေကြေးဖြစ်တဲ့အာထလည်းအပြည့်စုံနေပြီ ဟုတ်ပြီ ။ဒါပေမဲ့မနက်လင်းကတွေကညအိယာဝင်တဲ့အထိစိတ်ရုပ်တရုပ်လို့တာဝန်နေချီးပဲထမ်းဆောင်နေမယ်ပိုက်ဆံနေချီးပဲရှာနေမယ်ဆိုရင်တော့လူဘဝကြီးကတတော်လေးချုပ်ကက်ကတ်နိုင်လုံးမလျဘူးလားပျော့ရွှင်မှုဆိုလားမလိုတော့ဘူးလား မလိုပဲနေမလားဗျာအဲ့ဒါကြောင့်မလို့ ဒီနေရာမှာတတိယပန်းတိုင်ဖြစ်တဲ့ကာမကအသက်ဝင်လာတာလား အတိအကျပါပဲတာဝန်တွေအရေးမြစ်တွေပြည့်စုံနေုံနဲ့လူသားတစ်ယောက်ရဲ့ဘဝကမပြည့်စုံနိုင်ပါဘူးအဲ့ဒီရှာဖွေထားတဲ့အရာတွေကိုအသုံးပြုပြီးဘဝကိုဘယ်လိုလှပအောင်ရှင်းတာမလဲဆိုတာလိုအပ်လာပါတယ် ကာမဆိုတဲ့စကားလုံးကတော့ကြားဖူးနေကြပဲလေ ဟုတ်တယ်ကာမဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့လူအများစုကကာမတုတ္တရာကျမ်းကိုပြင်းမြင်ပြီးရုပ်ပိုင်းဆိုင်ရာစန္ဒလိမ်မှုကိစ္စတသက်လိုပဲကျင်းမြောင်းစွာထင်မြင်တတ်ကြတယ်ဒါကကြီးမားတဲ့အထင်လွဲမှုတစ်ခုပါဗျာ ဟုတ်လားဒါဆိုကာမကဘာကိုဆိုလိုတာလဲ တကယ်တော့ကာမဆိုတာအနုပညာဂီတကဗျာအချစ်တီထွင်ဖန်တီးမှုအရာသာခံစားမှုအစရှိတဲ့လူသားတွေရဲ့လိုအင်ဆန္ဒနဲ့တာယာမှုအလုံးပါဝင်ပါတယ်ဗျာ အော်ဒါဆိုကာမသူဆွေကျမ်းကလည်းလိမ်မှုကိစ္စတသက်တော့ရေးထားတာမဟုတ်ဘူးပေါ့ လုံးဝမဟုတ်ပါဘူးဗျာအဲ့ဒီကျမ်းရဲ့အစိပ်ပိုင်းအနည်းငယ်လောက်ကပဲရုပ်ပိုင်းဆိုင်ရာကိစ္စတွေကိုဖော်ပြတာပါကျန်တဲ့အပိုင်းတွေကဘဝကိုဘယ်လိုကောင်းမွန်တာယာစွာနေထိုင်ရမလဲဆိုတဲ့အနုပညာတွေကိုသင်ကြားပေးထားတာပါ ဥပမာဘယ်လိုမျိုးတွေပါလဲ ဥပမာဗျအင်အလတ်စင်တာရေမွေးဖော်စတာမိတ်ဆွေဖွဲ့တာစတဲ့အနုဆိုင်တဲ့လူမှုဘဝနေထိုင်နေတွေပါဝင်ပါတယ်ဒီရှေးဟောင်းယူဆရထူးခြားဆုံးအချက်ကလူသားရဲ့လိုရင်းဆန္ဒတွေကိုဖိနှိပ်ချုပ်ချယ်ခိုင်းတာမျိုးမရှိတာပါပဲ လူချင်းတတ်မှတ်မှုကိုအဖြစ်တစ်ခုလို့မမြင်ဘူးပေါ့ မှန်တယ်ဆန္ဒဆိုတာလူဘဝကိုအသက်ဝင်စေတဲ့မရှိမဖြစ်တွန်းအားတစ်ခုအဖြစ်အတိအမပြုထားတယ်ဗျ ဒါပေမဲ့အဲ့ဒီစန္ဒာတွေကအတိုင်းအတာမဲ့တွားရင်အရင်လောဘကြီးတွားရင်ဒုက္ခရောက်တတ်တယ်မဟုတ်လားဓမ္မနဲ့ဘယ်လိုထိန်းချောင်းမလဲဒီအရာအလုံးကိုမြင်တာအောင်အိမ်တလုံးဆောက်တဲ့ဥပမာနဲ့တွဲကြည့်အောင်ပေါ့နော် ကောင်းတယ်ဗျပြောကြည့်ပါဦး ကျွန်မအစပြောကြည့်မယ်နော်ဓမ္မဆိုတာကအိမ်ဆောက်မဲ့မြင်နေရအုတ်မြင့်တဲ့အိမ်ရဲ့ပုံစံပေါ့အာရဆိုတာကကြတော့အဲ့ဒီအိမ်ကိုခိုင်ခန့်အောင်ဆောက်လို့မဲ့အုတ်တီဘီလက်မြေရီနဲ့ခေါင်မိုးဆိုပါတော့ ဆက်ကြည့်ရရင်အဲ့ဒီလိုခိုင်ခန့်တဲ့အင်ကြီးဆောက်ပြီးသွားပေမဲ့အိမ်ထဲမှာပါပရိဘောဂမှမရှိဘူးအယောင်တွေကလည်းမိုင်းတိုင်နေမယ်ဆိုရင်အဲ့ဒီအင်က6ခက်ကကြည့်ဖဲနေမှာပဲ ဟုတ်တယ်နေချင်းနေတာမကောင်းဘူးပေါ့ ဒီတော့ကာမဆိုတာကအဲ့ဒီအင်ညာနယ်မှာလာပအပန်းချီကားကြီးချစ်ဆွဲတာတာယာတဲ့ဂီတတန်တွေဖွင့်ထားတာကိုချစ်ခင်ရတဲ့သူတွေနဲ့အတူတူနေထိုင်ပြီးအင်ကြီးကိုအသက်ဝင်အောင်လုပ်တာမျိုးပေါ့ဗျာ သဘောပေါက်ပြီဘဝကိုအရသာရှိအောင်ဖန်တီးတာပေါ့ ဒါပေမဲ့မသားရမယ့်အချက်ကအုတ်ညစ်မခိုင်တဲ့အိမ်မှာပန်းချီကားကြီးဘလောင်းချစ်အိမ်ပြိုကျသွားရင်အားလုံးပျက်စီးသွားမှာပါပဲဓမ္မပေါင်းအတွင်းကနေကာမကိုအပြည့်အဝခံစားခွင့်ရှိပါတယ် ဒီလောက်ပြည့်စုံနေတဲ့အိမ်ကြီးထဲမှာပျော်စရာတွေနဲ့ပြည့်နေနေပြီဆိုရင်တေချာတာကလူတွေကအဲ့ဒီအိမ်ကြီးကိုအဲ့ဒီစီးစိမ်တွေကိုအယမ်းတွေ့တော်သွားတယ်မှာပေါ့ အဲ့ဒါကတော့လူတဘာဝပဲလीဗျာ ငါအိမ်ငါပစ္စည်းငါအောင်မြင်မှုဆိုတော့အတ္တတွေကြီးလာမယ်ပြီးတော့ဒါတွေပျက်စီးသွားမှာဆုံးရှုံးသွားမှာကိုကြောက်တဲ့စိတ်တွေဝင်လာမယ်အဲ့ဒီအချိန်မှာဘာဆက်ဖြစ်မလဲဒီနေရာမှာစတုထမြောက်ပန်းတိုင်ဖြစ်တဲ့မောခကလိုအပ်လာတာပဲမဟုတ်လား အတိအကျပါပဲအဲ့ဒီတွေ့တာမှုကနေယုံထပ်ဖို့ကလူသားတိုင်းကြုံတွေ့ရမယ်နောက်ဆုံးစိန်ခုံမှုပါပဲမောခဆိုတာတန်တရားလို့ခေါ်တဲ့အဆုံးမရှိတဲ့ငွေဖွားခြင်းနဲ့သေဆုံးခြင်းစက်ဝန်းကနေလွတ်မြောက်တာကိုဆိုလိုတယ်လို့
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကိုအတ္တရဲ့ချဲလဲမှုတွေကနေလွတ်မြောက်ခြင်းလို့လည်းဆိုလိုပါတယ်ဗျာ အင်းစင်ဘွားကလွတ်မြောက်တာ ဘယ်လိုမျိုးလဲငါပိုင်တယ်ငါလုံနိုင်တယ်ဆိုတဲ့အစွဲလန်းတွေကြောက်ရွံ့မှုတွေအခြားသူတွေရဲ့အတိမမျိုးဖြူမှုကိုလိုလားမှုတွေကလည်းလွတ်ကင်းတော်တာမျိုးပေါ့ဗျာ မောခဆိုတာတိတ်ဆုံးပြီးမှရောက်ရပဲနေဗန်လိုနေရမျိုးလားဒါမှမဟုတ်ဒီဘွားမှာတင်ခံစားလို့ရတဲ့အရာလား အိန္ဒိယဒဇနာဆရာကြီးရမနာမဟာရှိရဲ့ရှင်းပြချက်ကရန်ကိုထိမိပါတယ်ဗျာ။ तू ကမောကဆိုတာတွားရမယ်ခီးစဉ်တောင်းဖို့ရောက်ရမယ်နေရာတစ်ခုမဟုတ်ဘူးလို့ဆိုရတယ် ဒါဆိုဘာဖြစ်မလဲဟင် ။ကို့အဖေမှာဖုံးလွှမ်းနေတဲ့လွားတွေကိုတလွားချင်းခွာချလိုက်တဲ့လူငန်းစင်ပါတယ်ဗျာ။ဥမာငါနာမည်ကဘယ်သူငါယာဒုကပါငါရဲ့လူမှုအစဉ်တန်းကဘလောက်ဆိုတဲ့အတ္တအလွာတွေကိုစက်တုန်နီအခွန်ခွာလို့တလွားချင်းခွာချလိုက်တဲ့အခါ အေး အလူလူဖြစ်တည်နေမဲ့ပင်ကိုအေးချမ်းမှုအခြေအနေတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်နောက်ထပ်ထည့်စဉ်းစားရမယ့်အချက်ကဟိန္ဒူဒသနာမှာအထင်ရှားဆုံးဖြစ်တဲ့ခရစ်နာဟာဂျောတိရှ်အရာရိုဟီနီလို့ခေါ်တဲ့မောခနခတ်မှာမွေးဖွားခဲ့တာပါဗျာ သူကမောခနခတ်နဲ့ဆိုတော့တရားပဲထိုင်နေတာလား ။မဟုတ်ဘူးဗျာ။သူဟာတော်ထဲမှာတရားထိုင်နေတဲ့ယတ္တိမဟုတ်ပါဘူး။သူဟာစစ်တီတော်အနေနဲ့ဓမ္မကိုစောင့်ထိန်တယ်။ဘယင်တပါးအနေနဲ့အာရထကိုတိဆောက်တယ်။အနုပညာရှင်တူအနေနဲ့ကာမကိုခံစားတယ် အကုန်လုံးကိုလှုပ်ဆောင်တာပေါ့ ဟုတ်တယ်နောက်ဆုံးမှာအဲ့ဒီအရာတွေအားလုံးပေါ်တွေ့တာမှုကင်းတဲ့လွတ်မြောက်ခြင်းဆိုတဲ့မောခလန်းကိုပြတာပဲတဲ့ပန်တိုင်းလေးခုလုံးကိုတဟာဇာတာဖြစ်အောင်ပေါင်းဆက်နေထိုင်သွားသူပါဗျာ ဒါဆိုရင်တမလူတဲ့မောခဆိုတာတောထဲတောင်ထဲကလုံကူတစ်ခုထဲမှာတော်ပြီးတစ်သက်လုံးတယောက်ခိုင်နေဖို့မလိုဘူးဆိုတဲ့သဘောပေါ့ ဟုတ်တာပေါ့ဗျာ လက်ရှိပြစ္ဆုတ်ပါအချိန်လေးမှာအတိတ်ကနောင်တတွေအနာဂတ်တော့ပူပန်မှုတွေမပါပဲလောက်ဆရာရှိတာကိုအကောင်းဆုံးလုပ်ပေးမြင့်ရလို့အပေါ်မှာတော့လွတ်လွတ်ကျွတ်ကျွတ်လွတ်ချထားနိုင်တဲ့အခြေအနေမျိုးကလည်းမောခရဲ့အရတာကိုခံစားရတာပဲလို့ဆိုလိုတာလား အတိအကျပါပဲစိတ်မနေပစ္စုပန်တဲ့မှာဘာဆွဲလန်းမှမရှိပဲအပိဝါနေထိုင်နိုင်တဲ့အခိုက်အတန့်တိုင်းဟာမောခရဲ့အရေးအယောင်တွေပါပဲမောခဆိုတာဘဝကိုဆုံးခွာပြေးတာမဟုတ်ပဲဘဝထဲမှာအပိဝါစင်တန်နေရင်အရာရာပေါ်အဆွဲလန်းကင်းနေခြင်းကိုဆိုလိုတာပါဗျာ ကဲအခုဆိုရင်ကျွန်မပန်းနိုင်လေးဟုစလုံးကိုခြုံငုံမိသွားပြီပေါ့နော်ဒါပေမဲ့လက်တွေ့ဘဝမှာဒီအရာတွေကိုဘလို့အတုံးချမလဲငယ်ငယ်တုန်းကပညာရှာအဲ့ဒါဓမ္မပေါ့ ဟုတ်ပြီ လူရွယ်တုန်းကစီးပွားရှာအာဟတ်နဲ့အိမ်ထောင်ပြုကာမအတက်ကြီးမှတရားထိုင်မောခဆိုပြီးတစ်ခုပြီးမှတစ်ခုအစဉ်လိုက်လောက်ရမှာလားဒါမှမဟုတ်တစ်ပြိုင်နက်တည်းအတုံးပြရမှာလား ဒီမေကုန်းက2000ပေါင်းများစွာညင်းခုန်ခဲ့ကြတဲ့အကြောင်းအရာပါဗျာအချို့ကအတက်အရွယ်လိုက်အစဉ်လိုက်တွားရမယ်လို့ဆိုပေမဲ့ပိုပြီးနည်းနည်းတဲ့ရှုထောင့်ကနေကြီးရင်တော့ဒီလေးခုစလုံးကနေ့စဉ်ဘဝမှာတစ်ဖိုင်နဲ့တည်းအတီတစ်ကွက်တီးရှိနေရမှာပါ ဒါကခြေလေးချောင်းပါတဲ့စားပွဲတစ်လုံးလိုမျိုးဖြစ်နေပြီ ဟုတ်ကဲ့ဘယ်လိုမျိုးလဲဗျာ တစ်ချောင်းကျိုးသွားရင်ဒါမှမဟုတ်တစ်ချောင်းကပိုတိုးနေရင်စားပွဲကြီးကရင်းရိုင်ပြီးပြိုကျသွားနိုင်တယ်ဆိုတဲ့သဘောပေါ့ ဖမ်းပါတယ်ရှေ့မှာပြောခဲ့တဲ့ဆရာဝန်ဥပမာကိုပဲပြန်ကောက်ကြည့်အောင်ဗျာ အင်းဖြောပါအောင် သူရဲ့စိတ်ရင်းစေတနာနဲ့လူနာတွေကိုကုသပေးဖို့တာဝန်ယူတာကဓမ္မပါအဲ့ဒီကျွမ်းကျင်မှုပိုင်းတစ်ဆင့်ကိုယ့်ဘဝကိုရက်တည်နိုင်ဖို့တင့်တင့်တဲ့ဝင်ငွေရှာတာကအားထားပါ ဟုတ်ကဲ့ လူနာတယောက်ယောဂပြောက်ကင်သွားတဲ့အခါခံစားရတဲ့ဝမ်းတာပီတီနဲ့အလုတ်အပေါ်မျက်နှာမှုဟာကာမဖြစ်ပါတယ်ပြီးတော့အဲ့ဒီကုသမှုရလတ်တဲ့အပေါ်မှာငါတော်လို့ပျောက်တာဆိုတဲ့အတ္တမထားပဲအကောင်းဆုံးစ조사ကုသပေးပြီးရလတ်ကိုလွတ်ချထားနိုင်တာကမောခပါပဲဗျာ အော်အဲ့ဒီလိုကို ဟုတ်တယ်စားပွဲရှိတော့စေချောင်းစလုံးညီညာနေတဲ့အခြေအနေပေါ့ဗျာ ဒီနေရာမှာကျမတို့ရဲ့ပစ္စုပန်ခစ်ကြီးကိုပြန်ကြည့်လိုက်ရအောင်ပေါ့နော်အခုခေတ်မှာတော်တော်များများကစိတ်ရောကိုယ်ပါဖြိုလဲတဲ့အလို့လို့ချင်းစီကုန်ခန်းတဲ့တန်ကိုခန်းစားနေကြရတယ်ဒီလိုဖြစ်တာဟာအလုတ်တွေအများများလို့ပင်မလို့ဆိုတာထပ်ဆိုင်ရင်ကျမတို့ရဲ့လူဖွဲ့စည်းကြီးကအာထန်းဆိုတဲ့ငွေကြေးအောင်မြင်မှုယာဒူအစရှိတာတွေကိုပဲတခုတည်းတော့ပန်းတိုင်ဖြစ်အလွန်ကျန်အာယုံစိုက်ခိုင်းနေလို့များလား ဒါကတကယ့်ကိုအဓိကကြားရဲ့ပြဿနာပါပဲဗျာစားပွဲချီတော့တချောင်းတွေကိုပဲအရှိကြီးဖြစ်အောင်ဆက်နေသလိုဖြစ်နေတာကို ဟုတ်တယ်လေစဉ်းစားကြည့်ပါဦးကျမတို့ဒီစကားဝိုင်းလေးကိုနားဆင်နေတဲ့သူတွေထဲမှာလည်းဒီလိုခံစားနေရတဲ့သူတွေရှိကောင်းရှိနိုင်တယ်ဥပမာပြောရင်လစာအရန်ကောင်းတဲ့လူရောင်ဝင်တဲ့အလုပ်တစ်ခုရှိတယ်ဒါကအထပြီးဆုံးတာပေါ့ မှန်ပါတယ် ဒါပေမဲ့တနင်္လာနေ့မနက်ရောက်တိုင်းအလုပ်သွားရမှာကိုတင်မလို့ကြောက်နေတဲ့စိတ်မပါဘူးဆိုရင်သူလုံနေတဲ့အလုပ်ကသူ့ရဲ့ဓမ္မနဲ့မကိုက်နေတော့ဘူးစားဝဲတစ်ချောင်းကျိုးနေပြီ ဟုတ်တယ်ဟန်ချက်ပြတ်သွားပြီလေ
ဒါမှမဟုတ်ပိတ်ဆန်တော့ရှိပါတယ်ပိတ်ရရောက်ရင်ကိုဝါဒနာပါတဲ့ဉာဏ်လေးတွေလှုပ်ဖို့တချင်းလေးနားထောင်ဖို့ဒါမှမဟုတ်မိသားစုနဲ့အချိန်ဖြုံးဖို့တော့အားမရှိတော့လောက်ပင်မနေတယ်ဆိုရင်ကာမဆိုတဲ့ခြေတော့ပါထက်ကျိုးနေပြီ အဲ့ဒီလိုအခြေအနေမျိုးမှာလူတွေကအားလိုက်ရခီးထွက်တာအေးရဲဝါရောအိတ်တာမျိုးနဲ့ကူစားဖို့ကြိုးစားကြတယ်ဗျ အဲ့ဒါကအလုံးမဖြစ်ဘူးလား ဒါပေမဲ့အနာယူတာကခန္ဓာကိုယ်ရဲ့ပင်ပန်းမှုကိုပဲတတ်တာစေတာပါဗျာဝိညာဉ်ရေးအရာပင်ပန်းနွမ်းနေတာအဓိပ္ပာယ်မဲ့သလိုခံစားရတာတွေဟာအဲ့ဒီပန်းတိုင်လေးကိုဟန်ချက်မညီတော့တာရဲ့ပြယုတ်တီပါကိုဘွားရဲ့စာဝဲချထောက်လေးချောင်းကိုညီညာအောင်ပြန်ညီးနိုင်မှတာအဲ့ဒီမမြင်ရတဲ့အမောတွေပြေပြောင်းနိုင်မှာဖြစ်ပါတယ် ဒါဆိုရင်ဒီနေ့လေ့လာခဲ့တဲ့အကြောင်းအရာတွေအရာနားဆင်သူတွေအနေနဲ့ကိုမေးခွန်းထုတ်စရာတစ်ခုကြံခဲ့ပါပြီအခုလက်ရှိခန်းစားနေရတဲ့မွန်းချက်မှုတွေစိတ်ဖီးစီးမှုတွေဟာတကယ်ပဲအလုံးများလို့လားဒါမှမဟုတ်ကိုဘွားရဲ့စာဝဲမှာဘဲချစ်ထောက်ကျိုးနေတယ်လဲဆိုတာကိုတေချာမရှာဝေမိသေးလို့များလား တကယ်စဉ်းစားစရာပါပဲဗျာ ကိုဟာအားရန်တော်ကိုပဲလိုက်နေရင်ဓမ္မကိုမေ့နေပြီလားကာမဆိုတဲ့ပျော်ရွှင်မှုကိုလစ်လူရှုထားမိပြီလားအနားယူလိုက်ုံနဲ့မပြောက်ကင်းနိုင်တဲ့အမော်တွေအတက်ကိုဘွားစားဝဲကျိုးနေတဲ့ခြေထောက်ကိုရှာခွေပြင်စင်တော့ကအကောင်းဆုံးခုထုံးများဖြစ်နေမလားဆိုတဲ့အတွေးနဲ့ပဲဒီနေ့လေးလာတုံးတက်မဲ့အစီအစဉ်လေးကိုရနာလိုက်ပါစေ ဟုတ်ကဲ့ပါဗျာ အားလုံးပဲခြေလေးချောင်းခိုင်မာတည်ငြိမ်တဲ့ဘဝတစ်ခုကိုတိဆောက်နိုင်ကြပါစေရှင်